ဒီကောင်ကိုစဉ်းစားလို့သိပြီးတော့ကြိုက်နှစ်တက်လောက်တဲ့စဉ်းစားပုံစဉ်းစားနည်းတော့မရဘူးဒါပေမဲ့ကန်ဆန်းကြည့်ကြတာပေါ့နော်သူကကိုပူတယ်အရန်အောင်စရာကောင်းတနင်္လာနေ့မှာနော်တနင်္လာနေ့ညနေမှာကိုလို့ပူတယ်ကျွန်တော်ညိုတော့2ကြိမ်ပဲရှိသေးတယ်အဲ့မှာဘာအံ့ဩစရာကောင်းတာလဲဆိုတော့ညနေမှာကိုလို့ပူတဲ့အပြင်ကိုဒီမနေ့ပိုင်းမှာတုတ်တဂိတ်ထွက်တာနော်89ဆိုတော့တုတ်တဂိတ်ပါပြန်ပြောမယ်မနေ့ညနေပိုင်းမှာတနင်္လာနေ့ပဲကိုလို့ထွက်တယ်တုတ်တဂိတ်မနေ့မှာထွက်တယ်အဲ့လိုထွက်လို့များဒီကိုဆိုတဲ့ရှစ်ဘရိတ်ကဒီမှာရှစ်ဘရိတ်လာကြတာလားလို့ကျွန်တော်တန်တရားချက်ဝင်နေပြန်ပြောမယ်နော်ကိုတနင်္လာနေ့ညနေမှာကိုလို့ကြပြီးတော့ထူးဆန်းတာအဲ့တနင်္လာနေ့ညနေမှာကိုလို့ကြလို့များဒီဘက်မနေ့ခင်းမှာတုတ်တာထွက်ထားတာလားမသိဘူးအဲ့တော့ဘာပဲပြောဒီတုတ်တာနဲ့ကိုနဲ့တွဲကြပြီဆိုလို့ရှိရင်ဒီကိုဆိုတဲ့ရှစ်ဘရိတ်ကဒီမှာရှစ်ဘရိတ်ပြန်ကြတာလားအဲ့ရှစ်ဘရိတ်ကလည်းဒီကောင်ပူးထားပြီဆိုတော့ကျွန်တော်တို့ကအဘူးလဲပါပြီတုတ်တာလဲပါပြီဆိုတော့ဒီရှစ်ပါဝါ3နဲ့ရှစ်ဘရိတ်လားဒီရှစ်ထိတ်စီပေါ့နော်ဒီရှစ်ထိတ်နဲ့ရှစ်ထိတ်ဆို3ပေါ့ဗျာ3ရှစ်ဘရိတ်ဆိုတော့3 5ပေါ့ချုပ်ကုန်လားမသိဘူးကျွန်တော်ပြောတာကြီးဦးလေဖြစ်နေတာရှင်းလားတာပြောမနေ့ပြန်မှာမနေ့ကကောင်စီညနေ1ချိန်ပေးမလားတစ်ချက်ကြည့်ရမယ်ဒုတိယတစ်ချက်ကနော်မနေ့ကကောင်စီညနေ1ချိန်ပေးမလားအဲ့လိုများညနေ1ချိန်ပေးပြီဆိုလို့ရှိရင်တော့ဒီ89စီဒီမှာအပူးပြန်ကြပါဟုတ်ပြီနော်ရှုပ်တော့ရှုပ်ကုန်ပြီတဖြည်းဖြည်းနဲ့ကျွန်တော်ကလောဘတွေတက်နေရဗျာအဲ့ဒီမှာကိုတွေ့လားဘလောက်အံ့ဩစရာအကောင်းထားလဲကိုလို့ပူးတယ်တနင်္လာနေ့ညနေမနေ့ခင်းမှာတုတ်တက်ကြတယ်အဲ့လိုတုတ်တက်ကြလို့များဒီကိုရဲ့ break ရှစ်ကဒီမှာရှစ်ကြတာလားအဲ့လိုရှစ်ကြပြီးလို့ရှိရင်ရောဒီမနေ့ခင်းကညနေ1ချင်းချိန်မှာလားအဲ့လို1ချင်းချိန်ပြီးလို့ရှိရင်နောက်နေ့မှာ2 3ဆိုတဲ့ကောင်လေးဒီမှာအပူးပြုတ်ကြမှာလားအဲ့လိုဒီဗျာအဲ့လိုဟုတ်တာမဟုတ်တာတော့မသိဘူးအဲ့တော့ဒီမှာလဲကြည့်အောင်ဘယ်လောက်ထူအံ့ဩစရာကောင်းတာလဲကိုဆိုပြီးညနေမနေ့ခင်းမှာတုတ်တက်တစ်ခွန်ထွက်ထားပြီညနေခင်းမှာကိုလို့ထွက်တယ်အဲ့တော့ကျွန်တော်တို့ကခုနကဒီလိုတွေတော့လာပြီးရှစ်ပရိတ်ကိုလူတိုင်းကတော့ကြိုက်မှာမဟုတ်ဘူးမဟုတ်တော့ကြီးရှစ်ပရိတ်တကွက်တော့ထိုးရမယ်ရှစ်ပရိတ်ကတော့ဒီခုနမူတိုင်းဆိုကိုကြမယ်ကိုကြောင့်ပေါ့အဲ့မှာကျွန်တော်တို့ကတစ်ပါဝါ6နဲ့ဆိုရင်6နှစ်တကွက်ကတော့ထိုးတဲ့တယ်လို့ထင်တယ်အကယ်၍များ